အနောက်ကထမင်းစလုံးကအမစားတာလားဖြေပေးပါလားတဲ့ဘာလို့ကြည့်နေရလဲကိုကိုရဲ့မီးတယောက်လုံးဈေးရောက်နေလေဒီမှာမီးဈေးရောက်နေမီးကိုပဲကြည့်လေမီးရမ်းလာတယ်လေဒီမှာချစ်စရာလေးဈေးရောက်နေတာကိုမီးကိုမကြည့်ဘဲနဲ့ကိုကိုကဘာလို့နောက်ကစလုံးကိုသွားကြည့်နေရလဲဘာလဲမီးထက်စလုံးဦးစားပေးရလားပြောဘာမှမပေါ့နော်စိတ်ဆိုးစရာရည်စားမရှိတဲ့ခါကျဒီ line ပေါ်မှာတက်ပြီးတော့စိတ်ကောက်ကြည့်ရချောင်းမဲ့သူရှိမလားလို့ဟဲ့အဲ့နောက်ကဇလုံးကလေကြောင်စခွက်နော်ကြောင်လေးကိုအစာကျွေးတဲ့ဟာရှင့်လူတယောက်လုံးလှတာပါတာကြွကြွမော့မော့လေးနဲ့ရှေ့မှာထွက်ပြီးဈေးရောက်ပြီးစကားတွေပြောအမိုးအရာတွေလောက်ပြဟာသားတွေပြောလိုက်ကပြလိုက်နဲ့လုံနေတာကိုရှင့်တော့အဲ့အနောက်ကဇလုံးကိုသွားကြည့်ရနော်တစ်စဖောက်တွေဒီမှာလူလလပပလေးကိုမကြည့်ဘူးရှင့်တော့အဲ့အနောက်ကဇလုံးကိုပဲအောက်ရောက်နေမချစ်တော့ဘူးရေရလို့ရှင်တို့ကျမအရင်ကတော့မချစ်တော့ပါဘူးရှင်တို့အချစ်တွေပေါ်နေကျမသိပါတယ်နော်လူပဲကြည့်လူလလလေးကနေမမေလလတွေဖုန်းလေးကိုလည်းရောင်းပေးပါမယ်နော်အသေးတို့ရေဖုန်းလေးကိုလည်းလာအားပေးလို့ရတယ် iPhone 6ကိုကြိုက်ချင်တယ်သူများနဲ့မတူဘူးတသိန်းဝင်းကျင်မဲ့သုံးမယ်50သိန်းနဲ့မသုံးချင်ဘူးအလုံးသက်အသက်အတိုင်းကိုလိုချင်တယ်ဆိုရင်မမစ်စီမှာလာဝယ်ဟောဒီလိုမျိုးအလုံးသက်ကိုမမစ်စီမှာတသိန်းစွန်းရုံပဲတသိန်းစွန်းရုံပဲ screen ကျဲမယ် Facebook Viber YouTube TikTok အကုန်သုံးလို့ရမယ်အသေးတို့တီးတဲ့အတိုင်းဖုန်းပြော line သုံး gate ဆော့ကြိုက်တယ်လို့သုံးကြိုက်တဲ့ application ထည့်သုံး internet 4G Wi-Fi နဲ့အစားသုံးလို့ရမယ်နော် keypad တစ်လုံးဒီခေတ်မှာ9,000တသိန်းဖြစ်နေပြီမမစ်စီမှာတသိန်း2,000နဲ့မှဘယ်လိုရောင်းမောက်တက်လာချစ်မာတယ် Telegram မှာတွေ့လိုက်တယ်နော်ဘလို့မမရုံနဲ့ပလွေမောက်နေတာကို Telegram မှာတွေ့တယ်တယောက်တည်းမကြည့်နဲ့လေအများသူငါတွေတီကြည့်ရအောင်လဲမျှဝေလိုက်အောင်မမစီကိုလည်းလာပုံးနော်မမရုံနဲ့လာပုံးနော်တခြားသူတွေမောက်တဲ့ဟာတွေလာမပုံးနဲ့နော်မမကိုယ်တိုင်ပလွေမောက်ထားတဲ့ဗီဒီယိုမမစီကိုလာပုံးကိုယ့်ရဲ့အမှုပညာဘလောက်အရေးအသွေးဘလောက်ထိကျွယ်ဝနေလဲဆိုတာကိုယ့်ကိုပြန်ကြည့်ချင်လို့ဒါနဲ့စကားမဆက်မောင်လေးကပလွေမောက်နေကြဆိုမောင်လေးရဲ့ဗီဒီယိုဆိုမမလွတ်တန်းကိုအားပေးရတိလားမောင်လေးဟိုဗီဒီယိုလေးလေအိမ်ကိုစိုက်ကားသမားလာလဲမောင်လေးကပလွေမှုတ်ပေးတယ်မိသေးပိုးတဲ့လူလာလဲမောင်လေးကပလွေမှုတ်ပြတယ်ပြီးရင်ရေတမှုပိုးတဲ့ကောင်လေးတွေမောင်လေးအိမ်ကိုလာရင်လဲပလွေမှုတ်ပြတယ်ဆိုမောင်လေးကျုံရင်ကျုံတို့မောင်လေးကမှုတ်ပြတယ်ဆိုမောင်လေးရဲ့အမှုပညာအရေးအသွေးကိုထုတ်ပြတာပေါ့နော်မောင်လေးရေနော်ကဲမောင်လေးရဲ့ပလွေမှုတ်တဲ့ဗီဒီယိုတွေကိုလဲလေမမအားပေးနေရနော်မောင်လေးရေဒါပေမဲ့မမပလွေမမှုတ်တတ်ဘူးမောင်လေးမှားမြင်တာပဲနေမှာနော်မောင်လေးမျက်စင်းလေးပါလေးနည်းနည်းပပခတ်ပေးမမကိုလူမှားမြင်တာပဲဖြစ်လိမ့်မယ်မမကတော့မမှုတ်တတ်ဘူးဒါပေမဲ့မောင်လေးရဲ့မှုတ်တဲ့ဗီဒီယိုတွေကတော့မမအားပေးနေကြဖြစ်ပါတယ်နော်မောင်လေးဆက်ပြီးတော့မှုတ်နိုင်ပါစေ fighting မှာကဲအားလုံးပဲမင်္ဂလာပါရှင်မမပလွေတော့မမှုတ်တတ်ဘူးစိုင်းတော့တီးတတ်တယ်ပြီးရင်ဈေးလည်းရောင်းတတ်ပါတယ်ရှင် iPhone လေးတွေကိုလည်းမမစ်စီမှာအားပေးလို့ရတယ်နော်မူရေးစိတ်ထက်9,000ကျော်တောင်ရှော့ရောင်းပေးမယ်မမင်းကဒီနေ့မှာ model iPhone 5ဟောဒီလိုမျိုးဈေးလုံးကျော်ဖြူဖွေးနုဖတ်ဦးအဖုန်းလေးပြောမယ် line လေးသုံးမယ် mini game online game ကစအကုန်သုံးလို့ရမယ်တသိန်းစွန်းရုံလေးနဲ့ရောင်းပေးမယ် keypad ဈေးတသိန်း28,000နဲ့အမြန်ဆုံးလာယူ Facebook Viber YouTube အကုန်သုံးလို့ရမယ်เนาะဒီမှာ iPhone 6တွေဆိုလဲ